အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်နိုးရနဲ့ရင်စတောက်ပါတယ်ဆက်လိုက်လည်းမတောက်တာ4ရက်ရှိပါပြီပြီးတော့တွားတိုက်ပါတယ်ပြင်ရလှလို့ရိုက်ပြလိုက်တာပါစင်ကာပူကုန်ချရဲ့နေရာလေးမှာပါခင်ဗျာဂျူဒီဝင်ဖို့အတွက်ဘွိုင်လာစုပ်ဝတ်ပါတယ်အရင်တော့380ဝတ်ရတာပါအခု280ပြောင်းသွားပါပြီဒါကတော့ထုံးစံတိုင်းမနက်စာကိုအုပ်ချုံရဲ့စပစ်သီးရဲ့ဒီနေ့ကတော့ဒိန်ညင်ထည့်ပါတယ်ပြီးရင်ပဲနိုလေးထည့်ပါတယ်အလိုနဲ့ဒီလိုစားလာတာ18ရက်ရှိပါပြီလှုပ်ပြီးတော့ဒါနေ့လည်စာစားတာပါနေ့လည်စာစားရင်လည်းခေါင်းစွပ်ချွတ်ဖို့ပါမေ့သွားပါတယ်အပြစ်မှာအရန်ပူတော့ဂုတ်တွေမဲလာတော့အားကြောင့်ခေါင်းစွပ်လေးတော့ဆွတ်ထားတာပါဒါကတော့သင်္ဘောခွာပြီးလို့ကျွန်တော်တို့ကြောက်ချမယ့်နေရာကိုသွားနေပါတယ်စက်သားပြုတ်တဲ့ကိုအမိုတွေထည့်ပြုတ်ပြီးမစားရတာကြာလို့ကျွန်တော်ကြောက်မချခင်လေးမှာစက်သားပြုတ်ပါတယ်ပြီးတော့အမိုရဲ့ခေါ်ဘီပန်းဝင့်ဖြူရဲ့ထည့်ပါတယ်စက်သားပြုတ်ထားလေးတော့ကြက်ပါပြီဒါကတော့ကြောက်ချပြီးွားလို့ကျွန်တော်လေးချင်ကလှုပ်ဖို့အတွက်ပြေးဖို့စပါပြီဒီနေ့လမ်းလျှောက်တာနဲ့ပြေးရနဲ့ကျွန်တော်ထုံးစံတိုင်း1000ကျော်ရပါတယ်အရင်တော့ကအလုံးမရှိလို့ရှိရင်ဒီပေါ်မှာလမ်းလျှောက်တာပြေးရဆိုလို့ကျွန်တော်တယောက်တည်းပါ Oh noအခုတော့လူတွေတိုးလာပါပြီဒီနေ့ကတော့ချင်းနောက်ဆုံးနေ့ပါအဲ့တော့ချင်းစောဖို့အတွက်အကျော်လျှော့လေးချင်ကလုပ်ပါတယ်ပလန့်ကို10မိနစ်3ကထောက်ပါတယ်ဒီချွေးဆက်တွေကကျွန်တော်ခဏကိုပြောင်းလဲရမယ်ဆိုတဲ့စိတ်ပါပဲဒီနေ့ကနောက်ဆုံးနေ့ဆိုတော့တစ်ခုပြီးတစ်ခုလုပ်ပါတယ်တစ်ခုချင်းစီကတစ်ခေါက်ခါ20 3ကြော့လုပ်ပါတယ်ဒါကတော့ဒီချင်းကန်လေးလုံနေတာတွေ့လို့လှမ်းရိုက်ပြလိုက်တာပါတင်မောသားရဲ့ကျမ်းမာရေးလိုက်စားနေပါပြီကျွန်တော်ကတော့အပေါ်မှာလုံနေပါတယ်သူတို့ကတော့အောက်မှာလုံနေကြတာပါပြီးရနဲ့အောက်ပိုင်းထိုင်ပါတယ်နည်းနည်းဆိုရင်18ရက်ရှိပါပြီဘာခိုလို့မရသေးပါဘူးအမှုနဲ့ကြက်သားလေးကိုငရုတ်သီးအချက်မှုတ်ထည့်ပြီးတော့တံမြာသီးလေးပါညှစ်လိုက်ပါတယ်ဒါကတော့ထမင်းနဲ့ရဲ့အရွက်ကြော်ရဲ့ကြက်သားလေးရဲ့ပါကဲစားလိုက်ပါအောင်မယ်18ရက်နေ့ရှိပါပြီကြောင်းလဲသွားတာကတော့ဆက်လိမ့်မတောက်တာ4ရက်ရှိသွားပါပြီအလုပ်ကိုလည်းတေချာလုပ်ပါတယ်ငါပူကောင်းနေမယ်ဗလော့တွေရိုက်မယ်ဝိတ်ကိုဒီထက်ကြအောင်လုပ်မယ်ဆိုတဲ့စိတ်တွေပဲရှိပါတော့တယ်အလုပ်ကတော့ဂျူတီချင်းကစစ်တူစစ်ဝင်ရဆိုတော့ပြင်ပန်းပါတယ်အလုံးမရှိတဲ့ချိန်လမ်းလျှောက်တယ်ဂျူတီပြီးတော့ချင်းစော့တယ်ပြီးဗီဒီယို edit ဆက်တယ်ကိုမအားအောင်ပဲနေပါတော့တယ်အခုလိုကြည်ပေးလို့ကျေးဇူးတင်ပါတယ်တတ်တာ